မိုးရလေကွာဒီနေ့မှလာရွာနေရလို့ကွာဒုက္ခပဲငါအပြင်သွားမို့ကွာဟာဒုက္ခပဲကွာဒုက္ခပဲဟာဥပရတော့ပုံမှန်တိုင်းပဲအစောကြီးဆိုတာနဲ့အမြဲတမ်းလေးချင်နေပါပဲနေပါငါ့ဘာသူဖုန်းကောနိုင်စိတ်နိုင်တော့မင်းဘယ်နဲ့စိတ်နိုင်တော့ရှိနေပြီကွာငါ့ဘာသူဖုန်းကောနေပါအောင်ဒီပါအောင်ဒါတည်းအောင်နေမယ်ဟုတ်မယ်ကွာဟယ်လိုဘယ်သူလဲမသိဘူးမြတ်ဟဲ့ကိုလေးရောဟာဟယ်လိုဘယ်သူလဲဗျာဩမင်းတော့မသိဘူးလားဘယ်ညာလဲကွာကောင်းပါ့ဟွာလားကားဝဲစားဦးလေးလားဒီဟုတ်တယ်ဘာလဲဦးလေးကျွန်တော်ကားပေးဘူးလားဒီပါဝါမင်းကလာပေးဖို့ပုံကွာရောဒီဟာဒီဟာကွာချဲတဲ့ခုရှိတယ်ကွာချဲတဲ့အောင်တော့အမျိုးဘယ်လိုချင်လဲပြန်ခိုင်းမှာပေးမယ်ကွာဟာဦးလေးတကယ်ပြောရလားဒီပါလေကွာကွာကျွန်တော်အခုလာခဲ့ရမှာလားဦးလေးစီကိုဒီကွာမင်းငါစီကိုလာခဲ့လိုက်ဟာဒီလေရောက်မှာမင်းကချိုးချောင်းပြောတော့ကွာโอเคဗျာโอเคဟာရောင်ဟဲ့ရောင်အိုးရှစ်ဟဲ့ငါလူချင်းနဲ့ကာရပြီလေဟဲ့ဟာရောင်အိုးရှစ်โอเคခဏဥပကြီးတော့ပြောလောက်မဥပကြီးယိုငါကားရပြီရောင်ကြီးနေဦးကွာဥပကြီးအနည်းရဟိုကဘာလဲဥပကြီးနဲ့သွားတော့ပါလေဟိုကားပွဲသားဦးလေးလေဒီဝါဘာလဲကျွန်တော်ဦးလေးရကျွန်တော်ကားပိတ်မိုးတဲ့လာပြီးတော့မိုးရောမင်းဘေးရရောသူတို့ရောမြေမရဘူးဘာမှဒီမှာမိုးရောတခုလူကြီးလုံးမျိုးပြန်ပြီးမှနေမှာရောအဲ့ဒါကျွန်တော်သွားလောက်မဦးလေးရတရားဒီမှာသွားyo what the fuck okay yeah ငါရပြီကွာငါရပြီခဏလေးငါ့ကိုဖုန်းဆက်တာဆိုတော့ငါသွားမှပြင်မယ်ကွာခဏနေမဟုတ်ရင်သူစိတ်ပြောင်းသွားရင်ငါ့ကိုပေးတော့မှာမဟုတ်ဘူးကွာငါလိုချင်တဲ့ကားကွာငါလိုချင်တဲ့ကားလေးတော့ငါရပြီကွာokay yo သွားပြီသွားမယ်ဟေး let's go ဟဲ့အောင်ရေငါမှကားရမယ်ဆိုတော့ငါမြင်ပြေးလာတာဟဲ့အောင်ရေ oh shit ခဏလေးဟဲ့အောင်နေငါမေးတော့မေးနေပြီငါညငါဒီမှာခဏပြောဒီမှာဟောတီဟိုကိုကြီးဟွာလေဗာလေညလေကိုကြီးတို့ဆိုင်မှာဝင်ပြီးတော့ကျွန်တော်ထိုင်သေးရဲ့လေကောက်ပွဲစားနေတဲ့ဦးလေးညာကိုသိလားဘာလဲကောက်ပွဲစားမျိုးကောက်ပေးမယ်ပြောတာလားဟုတ်တယ်ဗျကျွန်တော်ကောက်ပွဲစားကောက်ပေးမယ်လို့ပြောတာကျွန်တော်သူနေရဲ့နေရာမသိလို့ဗျဘယ်နေရာလဲကျွန်တော်ညွှန်ပြပါဦးအမေဒီလမ်းတဲ့ဒီလမ်းကွာဒီလမ်းတဲ့တာမေးရှောက်ဝါပြီးတော့မင်းဘယ်ကိုချိုးလိုက်ကွာဘယ်ကိုချိုးပြီးတဲ့တော့အမကွာလူတို့ဆုံးနေတွေ့လိမ့်မယ်အဲ့မှာနည်းနည်းတော့ထပ်သွားလိုက်ကွာမတွေ့လိမ့်မယ်ဟုတ်ကဲ့ကိုကြီးကျေးဇူးတင်ပါနော်သွားမရမလေးညကွာဒီကားပွဲစားနဲ့ဦးလေးနဲ့ငါဒီမှာပဲတွေ့ခဲ့တာကွာဒီမှာလူစုကကနေတော့ဒီမှာကတော့ကွာမနှုတ်ချက်တော့ပါဘူးတော်ချနေငါ့ကိုဆဲနေဦးမယ်ခဏနေအောင်သွားဟဲ့အောင်ငါမှလည်းလမ်းလျှောက်ပြီးလာဟိုမှာဟာဟုတ်တယ်ကွာသူတို့အဲ့မှာနေရလားမသိကွာဟိုမှာအမလေးရှာလိုက်ရတာကွာအမလေးငါအိမ်ရထွက်လာတာနေ့ဆိုငါတော်တော်လေးကိုကြာတယ်ကွာဟေးမဒီမှာကားတော့တွေ့တယ်ကွာခဏလူကတော့တရားမှမရှိဘူးသူတို့မဟုတ်တော့တင်တယ်ပဲသူလို့တော့မဟုတ်တော့ဘူးဟိုမှာတွေ့ပြီဦးလေးဘယ်ရောက်လာလဲတော့ပဲဝါကျွန်တော်လည်းမြင်လာရတာဗျဦးလေးကျွန်တော်ကားပေးမယ်ဆိုဘာမျိုးမှာကောင်းပြီမယ်လို့ပြောရတာကွာပါဟုတ်တယ်ဒါပေမဲ့မျိုးဟာချဲတဲ့ခုတော့လောက်ခါနေဗျဘာချဲလာလဲဗျချဲလာလဲဆိုတော့မင်းငါရဲ့ခေယူကစားမေးကွာဘာလို့လဲဆိုတော့အဲ့ဒါကမင်းနိုင်အောင်ကစားမယ်ကွာအဲ့ဒါကမိုးမဆောက်လာတာကွာအဲ့ဒါနိုင်ဝါရင်အဲ့ဒါနိုင်ဝါငါမျိုးကောင်းပြီမယ်ကွာဦးလေးတကယ်ပြောရလားဒီဘောကွာဒီပါဦးလေးအဲ့ကစားတဲ့ကွင်းရဘယ်မှာလဲဗျ
မင်းတို့ရဲ့မင်းအိမ်ရဲ့ကွာနောက်ဖက်လမ်းမှာဆောက်လာတာကွာအဲ့ဒါငါတူအိမ်ကွာအဲ့မှာငါဆောက်လာတာကစားဝင်းရအဲ့တော့လည်းကွာမသိရမလား โอเคဝေအဲ့ဒါကျွန်တော်သိရโอเคငါအိမ်ရဲ့ဟိုနောက်ကဟိုကလေးလေးအိမ်မနေမယ်ကွာသူတို့လည်းလာတွတ်နေတယ်ကွာ let's go ဟာဟဲ့အောင်ရေဟိုဦးလေးပြောတဲ့နေရာဒီနေရာချင်းနေကွာနေုံငါဖုန်းလေးပါခေါ်လာအောင်မယ်ဟယ်လိုဦးလေး ရောက်ပြီလား ဦးလေးပြောတဲ့နေရာကဟိုကျွန်တော်အိမ်နောက်ကဒီနေရာချင်းနေဒီမလေးဟိုဘန်ကားအဝါရောင်လည်းချတာတယ် ဒီကွာဟုတ်တယ်အဲ့ငါတူသားကွာဒီအိုက်ကားနဲ့မင်းဟိုရှိရကွာဘန်းနိုင်ကိုမရောက်တော့မနာပြီးကွာ လဲလေးဗျာဦးလေးရတယ်လဲလေးဗျာ ကောင်းလေးမင်းလေးမရှိပါနဲ့ကွာမင်းနိုင်သွားပြီးတော့ဟာမင်းတို့နိုင်ငါပြီးပါပါကွာ ညခင်းကစားလိုက်တော့မှာကွာခင်း let's go okay let's go လဲလေးကွာမင်းရလေခလာခလေးတော့ကစားခိုင်းတော့ရပါတယ်ကွာဟလာလာပြီဟေးယာလာပြီဟာ let's go အမလေးဟုတ်တယ်ဟာထင်တယ်တော့မလွယ်ဘူးဟာမလေးလေးလာလာဟုတ်တယ်ဟာယောက်ထင်တယ်တော့မလွယ်ဘူးနော်အေးယောက်ဘေးချော်လို့ပါငါရှုံးမှာကွာဘေးဖြည်းယောက်သွားပြီသူ့ရဲ့သူကားလေးကသွားပါပြီကွာအောက်မှာဘာဖြစ်သွားလဲမသိပါဘူးယောက်ငါတော့ကားမရတဲ့ပြင်ရောပါခံတော့မရောက်ကြီးလာအေးခတ်တယ်ကွာတကယ်ခတ်တယ်ကွာအေးအာရကဲကြပါအမလေးခတ်တယ်ကွာကားအချင်းနဲ့သွားတာဆိုခတ်တယ်ကွာတကယ်ခတ်တယ်ဖြည်းငါဖြည်းလေးမောင်းရအောင်ညုံငါဟိုโอเคဒီလိုလေးမောင်းမရအောင် let's go okay ခဏနေရော okay ဟေးခဏနေဒီဘေးကနေကတ်တိုးလေးကတ်သွားဘေးကနေကတ်သွားဟေးရပြီတကယ်ခတ်တာဟာရုံအင်ဂျင်ရုံလားအင်ဂျင်မရုံတော့ဘူး okay မလေးလမ်းကြောင်းလေးတေးလေးကိုကွာဘန်ကိုင်းနဲ့သွားလားဟာလာအေးလေကွာဟာတယ်မသူလဲကွာသူဘာဖြစ်လဲအေးလာတက်နေခတ်တာခတ်မှာပဲကွာငါကားကိုလကားလို့ချင်တော့မရဘူးကွာ okay ဒီ channel တော့ငါနိုင်မရမယ်ကွာအေးဟဲ့နိုင်ပြီလားအရှိမဟာရခဏနေအရှိမပေါက်ကြီးရှိရနော်ပေါက်ကြီးရှိတတိထားအဲ့လှည့်စားထားတာဒီဦးလေးငေါ့လှည့်စားထားတာဟဲ့အောင်ကြီးအောက်မှာကြားလို့ငါရှုံးပြီကွာ okay ခွင့်ရတော့ဟဲ့နှစ်ခါပြန်များလို့ကွာရှုံးသွားရင်တော့သူငေါ့ထပ်ပြီးအခွင့်ပေးနိုင်မှာမဟုတ်ဘူးတစ်ခါဒီတစ်ခါငါနိုင်အောင်လုပ်ရမယ်ကွာ okay let's go နိုင်ပြီyo wow ha yo နိုင်ပြီကွာyo ရောင်ရေးလွယ်လေးကွာဟလာဖုန်းခေါ်လာအောင်ဦးလေးရောမင်းလူရဲဝါရှုံးပြီဟာဘလို့ကျောင်းသားလဲဗျာကျွန်တော်နိုင်သွားပြီဦးလေးကျွန်တော်ပြေးတာပြင်တော့မင်းနိုင်သွားတဲ့နေရာလေးရဲ့ဟောတပုံရိုက်ပြီးဦးလိုက်ကွာဟာโอเคဗျာโอเคဒီကငါတပုံလေးရိုက်ရမှာတပုံလေးရိုက်ပေးရမယ်စပီလေးပါဆွဲလိုက်အောင်မယ်နော်စပီလေးပါဆွဲလိုက်မလားဟလာစပီလေးပါဆွဲလိုက်မလားโอเคပို့လိုက်မယ်ကွာနောက်ပြီးခုတော့ငါနိုင်သွားပြီကွာညငါကားသွားယူရမယ်ခဏဦးလေးရမကျွန်တော်ပုံပို့လိုက်ပြီနော်ဟာဝါမင်းတကယ်နိုင်သွားတော့ပဲကွာဟိုမင်းဟိုတော့စီဆိုင်ဟိုပြမှာဟိုမင်းတက်ရှိဟိုပြမှာငါတို့ဇာန်ရပြီကျွန်တော်သိ
အဲ့ဒီမှာကွာငါမိတ်ဆွေတယောက်မှာကားလာချပြီးရတယ်ကွာပြန်ကားကွာအဲ့ဒါမင်းဆိုမင်းယူရလိုက် ယိုကျွန်တော်ကားရပြီယိုကားရပြီဟေး let's go နေဦးကွာငါခုနငါစီဆိုင်နားမှာကားသွားရှာမတွေ့ဘူးကွာအဲ့ငါဦးလေးငါ့ကိုဂျင်းမြန်ထည့်လိုက်ပြီလားကွာနေတူအဲ့ဦးလေးရဲ့မိတ်ဆွေအိမ်မှာလိုက်သွားမယ်ကွာအဲ့သူမိတ်ဆွေအိမ်နားမှာချထားတယ်ပြောတာဟာယောအိုးဒီမလားအိုးဟာယောအိုးတကယ်ကြီးလမ်းလာကွာယောဟုတ်တယ်ကွာဒါဟိုခုနကားပွဲစားဦးလေးရဲ့သူမိတ်ဆွေရဲ့အိမ်ဒါသူ့အိမ်ချင်းနေကွာခဏလူရှိတာမတော်ကြည့်တော့အောင်ဟာယောနေရောကွာလူတယောက်မှမရှိဘူးတယောက်မှတော့မရှိဘူးကွာခဏလေးဝင်သွားတာတော့မကောင်းကွာအေးကွာထားလိုက်တော့ကွာထားလာဒါငါ့ကိုပေးရတဲ့ကားပဲကွာဟုတ်တယ်မယူသွားလိုက်တော့မယ်ကွာနော်โอเคအိုးရောင်ကြီးလန်ထွက်နေတာပဲရောင်ကြီးလန်ထွက်နေတာပဲရောင်ကြီးကျွတ်စီကြီးကွာအိုးရောင်ကြီးလက်ပုတ်ကင်းကြီးလားလက်ပုတ်ကင်းကြီးယိုးနောက်ဆုံးတော့ကျွန်တော်ကားရခဲ့ပြီရောင်ကြီးအိုးအမလေးကားလေးအခုမှရတာအမလေးငါကားလေးရစုပ်ပြတ်တော့အောင်မယ်အေးစောင်းရင်မြန်ခဏလေးနောက်ဘက်ကနေပတ်မောင်းမရမယ်ကွာနောက်ဘက်ကနေပတ်မောင်းရရင်โอ้လန်ထွက်နေတာပဲရောင်ရေးကျွတ်စင်အိုးရောင်ရေးမိုက်တယ်ကွာအိုးယိုမိုက်တယ်ကွာဟာယောအမလေးတော့ငါကားလေးအမလေးရကားဖုံးလာမရေးမသိအောင်ဟူလီကားလေးတော့ငါကားလေးတော့ဟဲ့တော့အခုမှရတာကားတော့အခုစုပ်ပြတ်တော့မရောက်ကြီးကားတော့အခုမှစုပ်ပြတ်တော့မရောက်ကြီးဟာဦးလေးနဲ့စကားတော့ပြောလိုက်ဦးလေး ဟောဒီတော့ငါဂရီတိုင်းမယ်နော်ငါဂရီတိုင်းမယ်ကွာအမျိုးကားပေးလိုက်ပြီနော်ဟေ့ဟုတ်ပြီဗျာဟုတ်တယ်ဗျာကျွန်တော်မိုက်တယ်ဗျာဦးလေးကားတော့ဟေ့အမကားနော်ဟေ့မင်းချမ်းမတော့ခံမှာမဟုတ်ဟေ့မင်းတေးချရမောင်းကွာကားပစ္စည်းသွားလိမ့်မယ်ဟုတ်ကဲ့ပါဦးလေးရဟုတ်ကျွန်တော်ပေးတဲ့ပစ္စည်းကိုကျွန်တော်ကောင်းကောင်းလေးတန်ဖိုးထားတတ်ပါလေဗျကျွန်တော်သွားလိုက်ဦးမယ်ဦးလေးယောကာအခုမှစီးရတာယောနောက်ဖုံးချွတ်သွားဟေ့ယောကာတော့ပါကွာလက်ပုကီနီလေးရောနောက်ဖုံးချွတ်သွားပြီကွာယောကြည့်အောင်အရှိမလဲယောဟိုးစားဖြစ်နေပြီယောတော့မြင်လက်မဟဲ့ကားလည်းကြည့်အောင်အောက်ပိုင်းတင်နေပြီယောခုမှရတာကွာသွားပါပြီကားလေးယောမြင်လက်မယောမြင်လက်မမဟုတ်ငါ့ကိုတွေ့ဝိုင်းတော်စိတ်ဆိုးပါမှာမသိဘူးကားရောင်ကြီးကားရကားနောက်ဖုံးချွတ်နေပြီသွားပါပြီကွာအကျိုးသားပဲရလာတဲ့ကားလေးတော့သွားပါပြီကွာဗီဒီယိုလေးကိုကြိုက်ရင် like and subscribe လုပ်ခဲ့ပေးကြပါဦးเนาะကျွန်တော်နောက်တစ်ကောင်းတဲ့ဗီဒီယိုမှာပြန်တွေ့ကြပါအားလုံးပဲဘိုင်းပါဗျာ